များတစ်ခါလေဘာမှမလုပ်ချင်စိတ်မရှိပဲစိတ်သက်ကြနေတာမျိုးစိုးရင်စိတ်တွေများနေတာမျိုးဖြစ်ဘူးလားအဲ့ဒီစိတ်ချနေကြီးကနေရုံထွက်ဖို့ခင်ဗျားဘယ်လောက်ထိစူးစမ်းခဲ့ရလဲတကယ်တော့ကျွန်တော်တို့အုံနောက်ထဲမှာစိတ်ချနေတွေကိုချက်ချင်းပြောင်းလဲပြစ်နိုင်တဲ့လှုပ်ဝက်ကလုတ်တစ်ခုရှိပါတယ်ဒီနေ့မှာတော့ခင်ဗျားရဲ့စိတ်ကိုအလိုရှိလို့ထိန်းချုပ်ပြီးယုံကြည်မှုအပြည့်ရှိလာအောင်လုပ်နိုင်မယ်စိတ်ပညာနည်းလမ်းတစ်ခုကိုပြောပြပေးသွားမှာပါကျွန်တော်တို့စိတ်ညစ်လာတဲ့အခါမှာပခုံးတွေတွဲကျလာမယ်အသက်ရှူတာပြင်းလာမယ်အကြည့်တွေအောက်ကိုရောက်သွားတတ်ပါတယ်လူများစုကစိတ်ကိုအရင်ပြင်ဖို့ကြိုးစားကြပေမဲ့တကယ်တမ်းအမြင့်ဆုံးနည်းလမ်းကတော့ခန္ဓာကိုယ်ကိုအရင်ပြင်ဖို့ပါပဲအဆင့်1ခင်ဗျားစိတ်ညစ်နေပြီဆိုရင်ချက်ချင်းထရက်ပါရင်ဘက်ကိုမတ်ထားမေးစီကိုနင်းငင်မော့ပြီးအသက်ဝဝရှူလိုက်ပါဒါရိုးရှင်းတယ်လို့ထင်ရပြီမဲ့ဒီလိုကိုဟန်အနေထားပြောင်းလိုက်တာနဲ့တင့်ရဲ့အုံနောက်ထဲမှာစိတ်ပီစီမှုတွေဟော်မုန်းတွေရောကျသွားပြီးယုံကြည်မှုပေးတဲ့ဟော်မုန်းတွေချက်ချင်းထွက်လာပါတယ်စနစ်အာယုံဆိုင်မှုကိုလွှဲပြောင်းပေးပါပြီးရင်ကိုယ့်ကိုတင့်ကိုတင်မိကုတ်တစ်ခုမေးပါအခုချိန်မှာငါအတွက်အကောင်းဆုံးဖြစ်ပျက်နေတာဘာရှိလဲပြက်နာကိုအာယုံဆိုင်မယ်စာဖြီကိုအာယုံဆိုင်လိုက်တဲ့အခါတင့်ရဲ့စိတ်အခြေအနေကမှောင်နေရရင်အလင်းထဲကိုချက်ချင်းရောက်သွားပါတယ်မှတ်ထားပါခင်ဗျားတင့်စိတ်ရဲ့သခင်မှာအပြင်ကအခြေအနေတွေဟာတင့်ကိုစိုးမိုးခွင့်မပေးပါနဲ့ဒီနည်းလမ်းကိုကိုယ့်ပဲစမ်းကြည့်လိုက်ပါဒီလိုဘယ်လိုခံစားရလဲဆိုတော့ comment မှာပြောခဲ့ပါအောင်နောက်ထပ်စိတ်ဆွမ်းအားမြင့်တင်နည်းတွေကိုသိချင်တယ်ဆိုရင် My Frame Channel ကို subscribe လုပ်ထားပါ